Hello အရင်းပါအရက်ဒီမှာပေါ့နော် ID လေးအများရလာပြောပြရဖြစ်ပါရှင်ဒီ ID လေးကတော့ကောက်ကြိုက်လက်ဖက်ရည်ဆိုင်ပဲဖြစ်ပါရှင်အဲ့ဆိုတော့ချက်မင်းလေးကတော့ကောက်ကြိုက်လက်ဖက်ရည်နဲ့စားဖွယ်စုပ်ဆိုင်ပဲဖြစ်ပါတယ်သူကဒီလိုမျိုးရှိရပေါ့နော်တတိကြပါမယ်အဲ့တော့အထဲဝေပါမယ်မပေါ့နော်ရဲ့ကြံရီရပြီးတပူ1500လို့သူကရေးထားပါဒါကြသူတို့ဟင်းချမဲ့နေရလေးပါကောက်တဲ့လက်ဖက်ရည်နဲ့စားပွဲဆိုလို့ရေးထားပါတယ်ဒီမှာထိုင်စားလို့ရရပေါ့နော်အရင်မိုက်ပါတယ်မာဖျားစင်မှာဒါကြတော့ငွေရှင်းနဲ့ကောက်တာပါဒါလေးကတော့နေကြပဲဆိုင်ကလေးပဲဖြစ်ပါရှင်အဲ့ဆိုတော့ကြမယ်ဒါလေးကတော့နေကြခင်းပဲဖြစ်ပါတယ်အကျယ်ရွယ်ပေါ့နော်ဓာတ်ပုံရွက်ချီလို့လည်းရပါတယ်ရှင်ပေါ့နော်အရန်လာပါတယ်ပြီးဒါလေးကတော့ဘာကြီးလဲမသိပေါ့နော်အထဲမှာဒီလိုမျိုးပါဒီမှာကျစစ်ပိတ်လေးအများရွယ်ပေါ့နော်စစ်ပိတ်အကြောင်းစုရှိပါတယ်အရန်မရပေါ့နော်အရန်မမရပေါ့နော်သူရဲ့နေကြခင်းလေးကကားရောင်ဖြစ်ပါရဲ့ရှင်ဒါလေးကအင်းလေးကန်လေးပဲဖြစ်ပါရှင်ဒီမှာပါအင်းလေးကန်ကျွေရွေးပေါ့နော်အဲ့လေးတော့ကြည့်ပါမယ်ကဲအဲ့ရတော့ကြည့်ပါမယ်မလို့အဲ့ရလေအရက်နဲ့လာမလို့ကြည့်ရောအရက်ကလည်းပူပူလေးပဲရှိတယ်အဲ့ထဲမှာတူပါလည်းမရှိဘူးနော်တခြားတွေအဲ့လိုပဲထင်ဒါလေးကလေးပါလေးကအများရွယ်ပေါ့နော်ဒါလေးကတော့မြန်မာကျောင်းပဲဖြစ်ပါတယ်ဒါလေးကတော့မြန်မာကျောင်းလေးပါပေါ့နော်စာလေးရေးထားပါတယ်ပညာရေးဖြစ်ခင်မီဖို့ဖြိုးတိုးတဲ့တော့နိုင်ငံကြီးတိဆောက် and ရှိမှလည်းသူစာရေးထားတယ်ပေါ့နော်အခြေခံပညာထက်တဲ့အကြောင်းရေးထားပါတယ်ဒါကြောင့်ခေရဲ့အယူလက်လက်လေးဆောက်ထားတာလေးပဲဖြစ်ပါတယ်တကြည့်ကြမယ် Oh my god အရာကြီးပဲပေါ့နော်တကြည့်ကြမယ်ဒါကြစဝယ်ရနေရပေါ့နော်ဘာရှောက်ရေးဟာမှလည်းမသိပါဘူးတကြည့်ကြမယ်ဒါကြတော့ဘာလည်းမသိဘူးနော်အော်ဒါကြအခန်းဒါကြဒီလိုမျိုးရှိရပေါ့နော်ပြီးရင်တော့ဥပမာခန်းတစ်ခန်းရှိတယ်ပေါ့နော်အဲ့ဒီခန်းလေးတော့ကြည့်ပါမယ်ဒါကြရေချိုးခန်းပါဒါလေးကတော့အိတ်ခန်းထည့်တာအပေါ့ဒါကြအရန်လာပေါ့နော်ပြီးတော့ကြတော့ရေကူးကန်ထည့်ရပဲကူးကန်ပဲနေမှာပါပြီးတော့အိမ်ပေါ်ထက်တော့ကြည့်ပါမယ်အိမ်ပေါ်ထက်စားတဲ့တာနဲ့ဒါလေးတွေ့ပါမယ်မှာပါပြီးတော့ TV လေးရှေ့ပေါ့နော်ဒါကြတော့တည်ရမှာအိမ်ပဲပေါ့နော်ဒါနဲ့ဒါကြက်နေရကြအယောင်တွေပဲပြောင်းသွားတာပါဟာပါဒါကြတော့အိတ်သားပါဒီမှာဒီထုခန်းဒါကြအနောက်ခန်းပါကြဒီလိုမျိုးလေးပါဒါလေးကနောက်တအိပ်ပါနောက်တအိပ်လည်းအရန်လာရပေါ့နော်ဒါကြည့်မယ်ဒီအဲလည်းခြံနေပဲပေါ့နော်ဒါကြတော့အခန်းလေးပါကြတော့စားတော့တဲ့နေရာလေးပါပေါ်ထက်တော့ပြမယ်နော်ပေါ်ထက်မှာကြတယ်မှာဒါပါလည်းမသိဘူးမိပါပြီးတော့ကြအိတ်ခန်းလေးပါအိတ်ခန်းပေါ့နော်ပြီး
တော့ဟိုဘက်ခံမှာဒီလိုမျိုးပဲထင်နေပေါ့နော်တကြည့်ပါမယ်ဒီဘက်ခံအရေးတိုင်းပါပဲဒါလေးကအမွေဆက်အိတ်လေးပါသူ့အရာဒီလိုမျိုးလေးပေါ့နော်ဒါကြအမွေဆက်ချွေးနေရပါဒါအိတ်ခဲပါအလေးကအိတ်နောက်ပါဒါလေးကစတူခန်းလေးပါအပေါ်ထက်ကိုတက်ကြည့်ကြမယ်နော်ဒါလေးကအခန်းလော့နေပေါ့နော်ပေါ်ထက်တော့ပါမယ်ဒါကြတော့အိတ်တဲ့နေရာလေးပါပတ်ဝန်းလေးရဒီလောက်ပါပဲရှင်ပတ်တူမှာပါ ID လေးပါလဲဆိုတာစသည့်ချေဒီ channel လေးရဲ့ subscribe လုပ်ပြီးတက်ကြပါအောင်အရင်ဆုံးဒီမှာစကြပါအောင် Hello bye bye